ပေးတဲ့ကြီးကိုယောက်ျားအတွက်နောက်မိန်းမကိုမယားကြီးကိုယ်တိုင်လိုက်ရှာပေးုံတယ်မကပဲစီးဆက်ကြောင်းလန်းတဲ့ပွဲကိုပါကိုယ်တိုင်ဥဆောင်ပြီးကျင်းပပေးခဲ့တယ်ဆိုရင်ယုံနိုင်ကြမလားရှင်အခုပြောပြမယ်အကြောင်းအရာကတော့အွန်လိုင်းပေါ်မှာလူပြောအများဆုံးဖြစ်နေတဲ့ထိုင်းနိုင်ငံကတကယ့်ကိုထူးထူးခြားခြားဖြစ်ရမှန်တစ်ခုပဲဖြစ်ပါတယ်ဒီပွဲကိုတော့ထိုင်းနိုင်ငံအရှိမြောက်ပိုင်းကခြိုင်ရဖုံပြည်နယ်မှာရှိတဲ့ရွာလေးတစ်ရွာမှာမေလ15ရက်နေ့ကကျင်းပခဲ့တာပါမယားကြီးကိုယ်တိုင်စီစဉ်ပေးတဲ့ဒီမင်္ဂလာပွဲဟာတရွာလုံးတင်မကပဲတနိုင်ငံလုံးကပါအတော်လေးစိတ်ဝင်စားသွားခဲ့ကြပါတယ်မင်္ဂလာပွဲကလေတီးတီးမွားမွားမဟုတ်ဘူးနော်အလှပြရင်စေစည်းကြော်ရည် Big Bite ဆိုင်ကအုပ်စုကြီးရဲ့ပါဝင်တဲ့ခမ်းနားတဲ့ရိုးရာစီတန်လှည့်လည်မှုတွေနဲ့ဒေသခံတွေဆွေမျိုးတွေအများကြီးတက်ရောက်ပြီးအုံကြွကြွစီကားခဲ့တာပါဒီပွဲမှာအဓိကဇက်လိုက်ဖြစ်တဲ့ထိုင်းလိုမြဖီလို့ခေါ်တဲ့အကြီးမဒါမှမဟုတ်မယားကြီးဖြစ်သူယူပင်ဟာမင်္ဂလာလူကြီးအဖြစ်ကိုယ်တိုင်ဦးဆောင်ခဲ့ပါတယ်ပြီးတော့ခင်မွန်းဖြစ်သူဝစ်စနုအတွက်ဒုတိယမယားဖြစ်လာမယ့်မြနောင်လို့ခေါ်တဲ့အငယ်မအိုရူမာကိုတွားရောက်တောင်းရမ်းပေးခဲ့တာပါတွားတောင်းတဲ့အခါမှာလေတင်တောင်းပစ္စည်းအနေနဲ့ထိုင်းဘတ်ငွေ3သိန်းနဲ့ရွှေ9ချက်သားကိုမယားကြီးကိုယ်တိုင်အခန်းအနားနဲ့ကင်ဆောင်ပြီးတော့တွားရောက်စီးစပ်ပေးခဲ့တာဖြစ်ပါတယ်မင်္ဂလာအခမ်းအနားကိုတော့အချိန်ကောင်းလို့ယူဆတဲ့မနက်9:09မိနစ်မှာတိကျစွာကျင်းပခဲ့ပါတယ်ဒါဆိုသူတို့ဇနီးမောင်နှံကအစ်စ်အစမ်းတွေမှုလို့လားဆိုတော့မဟုတ်ပါဘူးရှင်ကာယကံရှင်လင်မယား2ယောက်ဟာအိမ်တောင်တက်တန်း20ကျော်ရှိနေပြီဖြစ်ပြီးခလီး1ယောက်တောင်ရှိနေပြီလို့သိရပါတယ်ယခုလိုနောင်မိမယူပေးတဲ့အစီအစဉ်ကိုတော့မိသားစုအတွင်းမှာအချင်းချင်းနားလည်မှုသဘောတူညီမှုအပြည့်အဝနဲ့လှုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်ဒီအကြောင်းအရာဟာအွန်လိုင်းပေါ်မှာချက်ချင်းဆိုသလိုပြန့်နှံ့သွားခဲ့ပြီးထိုင်းနိုင်ငံရဲ့ထူးခြားဆန်းပြတဲ့အိမ်တောင်ရေးဓလေ့တစ်ခုအနေနဲ့လူအများအခြားမှာရေပန်းစားဝေဖန်ဆွေးနွေးနေကြတာဖြစ်ပါတယ်ကဲမိမိတို့ရဲ့အမြင်တွေကိုလည်းအောက်ကကွန်မန့်မှာရေးသားမျှဝေသွားကြပါဦးရှင်